ဒီဗီဒီယိုကိုအချိန်ပေးကြည့်အောင်နဲ့လက်ရှိမြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသိသွားနိုင်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့ရာဆိုရင်အကြံဖက်စစ်တပ်မင်းအောင်လှိုင်ရဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုကိုစူးစမ်းခဲ့တဲ့ရက်ပေါင်း1496ရက်မြောက်နေ့ဖြစ်တယ်။မြန်မာသမိုင်းမှာအဆိုးဝါးဆုံးငလင်တန်းကိုခံစားခဲ့ရတဲ့နေ့လည်းဖြစ်တယ်။ပြင်အား Richter scale 7.7 ရှိတဲ့ငလင်ဟာမန္တလေးစကိုင်းမကွေးပဲခူးနေပြည်တော်အေရဝတီနဲ့ရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းလာအိုဘင်္ဂလားဒေ့ရှ်အိန္ဒိယတရုတ်နိုင်ငံတွေအထိပါရိုက်ခတ်တဲ့အထိငလင်ရဲ့ပြင်အားပြင်းထန်ခဲ့ပါတယ်ငလျင်လှုပ်ပြီးချင်းအကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ဘာလုပ်ခဲ့လဲငလျင်လှုပ်ပြီးမွန်းလဲပိုင်းမှာငလျင်ဘေးသစ်ပြည်နယ်တွေကတခုဖြစ်တဲ့ရှမ်းမြောက်နောင်ချိုမြို့နယ်တွေကကျေးရွာတခုကိုဂျက်ဖိုက်တာ3စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်။အဲ့ဒီ28ရက်နေ့တရက်ထဲမှာတွေကိုလေချောင်းတိုက်ခိုက်မှု8ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာဖြစ်တယ်။ဒီချိန်ကျမတို့ပြည်သူတွေကငလျင်ဘေးဒဏ်ခံရတဲ့လူထုကိုကိုယ်ခွန်ကိုအားနဲ့ကူညီနေရတာပဲဖြစ်ပါတယ်။မရှိမဲ့ပစ္စည်းတွေနီးပညာအားနည်းတဲ့ကြားထဲကနေပြီးတော့မှငလျင်ဘေးသင့်ပြည်သူတွေကိုကူညီနေရတာပဲဖြစ်ပါတယ်။ငလျင်မလောက်ခင်29ရက်နေ့တမတော်နေ့စစ်ရေးပြအခမ်းအနားမှာတနက်တကားကားနဲ့စစ်ရေးပြခဲ့ကြတဲ့စစ်သားတွေဒီချိန်ပြည်သူလူထုကိုကယ်ဖို့ဖယ်ရောက်နေလဲစစ်ရှောင်းစခန်းတွေကိုအချိန်ရတိုင်းဘုံသွားကျဲနေတဲ့လေရင်တွေဒီအချိန်လူထုကိုကယ်တင်ဖို့ဖယ်ရောက်နေလဲခဲဆက်တိုင်းပြည်ကိုရောင်းစားပြီးတော့မှရခဲ့တဲ့ဝင်ငွေတွေဟာဒီအချိန်လူထုကိုကယ်တင်ဖို့ဖယ်ရောက်နေတယ်လဲရှင်းပါတယ်စစ်တပ်ကလူထုပေါ်လုံးဝစေတနာမရှိပါဘူးသူတို့မှာရှိနေတဲ့နီးပညာပစ္စည်းငွေကြေးအင်အားတွေကိုလူထုကိုကယ်ဆယ်ဖို့ထက်ဒုက္ခပေးဖို့အတွက်သာသုံးနေကြတာဖြစ်ပါတယ်။ကျမတို့မြို့သားညီညွတ်ရေးဆိုရကစစ်ကောင်စီထိန်းချုပ်ထားတဲ့ငလင်ဘေးသင့်ဒေသတွေမှာလုံခြုံရေးရအာမခံနေဆိုလို့ရှိရင်ကျွမ်းကျင်ဝန်ထမ်းတွေလူငယ်တွေနဲ့နိုင်ငံတကာအကူအညီတွေပေါင်းပြီးကူညီကယ်ဆယ်ရေးအသင့်ဝင်ဖို့အကြောင်းကိုကျမတို့ကြီးညာထားပြီးသားပဲဖြစ်ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေမှာသုံးဖို့ဒေါ်လာတသန်းကျမတို့ချထားတဲ့အပြင်ကိုလက်ရှိအခြေအနေကကယ်ဆယ်ရေးအတွက်ဦးစားပေးရမယ့်အချိန်ဖြစ်တဲ့အတွက်ထိုးစစ်တွေကိုဧပြီလ12ရက်နေ့အထိနှစ်ပတ်တိရပ်နာထားဖို့ကျမတို့ညွှန်ကြားထားပြီးသားပဲဖြစ်ပါတယ်။ပြည်သူအစိုးရကပြည်သူလူထုကိုဝန်ဆောင်မှုပေးဖို့အစဉ်သင့်ရှိပါတယ်။လူထုမျက်နှာကိုငဲ့မကြည့်ပဲနဲ့အာဏာယူခဲ့တာတစ်ခုတည်းအတွက်နဲ့ပျက်စီးဆုံးရှုံးခဲ့ရတဲ့ဆုံးရှုံးမှုတွေတေဆုံးခဲ့ရတဲ့အသက်တစ်ချောင်းကင်းစီတိုင်းအတွက်အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေဟာတည်ရခံဖြစ်ပါတယ်။